မြန်မာရီနေစင်နဲ့မြပြောဆိုရသားသုံးဆွဲနေတဲ့မြန်မာဘာသာတွေကစကလုံးဝါဒတွေကိုလေ့လာကြည့်တဲ့အခါပြောစဉ်ရိုးနဲ့ပဲရှိတဲ့သုံးနှုန်းတွေဖြင့်ပြောလို့ရှိလို့တဲ့နေတိဘက်ကိုပုံမထင်ရှားပေါ်လင်းစေဖို့ပြင်စားပြီးသုံးဆွဲတဲ့သုံးနှုန်းတွေပါတွေ့နိုင်ပါတယ်။စကားတစ်ခုကိုပြောရိုးအနက်မှန်နဲ့မပြောဘဲအနက်မှန်မဟုတ်တဲ့အခြားနဲ့မှပြောတာဟာတင်စားတာဖြစ်ပါတယ်။ပါဠိစကားဥပစာရကနေစင်တာလာတာကြောင့်ဥပစာစကားဥပစာသုံးလို့ဆိုကြပြီးခီဆောင်မြန်မာပြည်တန်ကတော့တင်စားသောစကားလို့အနက်ဖွင့်ပါတယ်။ဆရာကြီးမောင်ခင်မင်းတနုပြူကတော့ပထမအကြောင်းအရာတစ်ခုအတွက်အသုံးပြုသောစကားလုံးကိုထိုအကြောင်းအရာနှင့်တူညီမှုဆက်ဆက်မှုရှိသောဒုတိယအကြောင်းအရာအတွက်ပြောင်းလဲအသုံးပြုတင်စားခြင်းဖြစ်သည်လို့ဆိုထားပါရရှင်။ဥပစာသုံးဥပစာစကားလုံးတွေမှာလူကိုအခြေပြုတဲ့ဥပစာတွေလူအသုံးဆောင်တွေကိုအခြေပြုတဲ့ဥပစာတွေတရိษံတွေကိုအခြေပြုတဲ့ဥပစာတွေအပြုမှုခြေနေတွေကိုအခြေပြုတဲ့ဥပစာတွေလုပ်ငန်းကိုင်ငန်းအသီးသီးကိုအခြေပြုတဲ့ဥပစာတွေစသဖြင့်တင်စားချက်မျိုးမျိုးကိုတွေ့နိုင်တာကြောင့်ဥပစာသုံးဥပစာစကားလုံးတွေဟာနယ်ပယ်အသီးသီးကနေဆင်းသက်လာပြီးမရေမတွက်နိုင်လောက်အောင်ကျယ်ဝန်းများပြားနေတာကိုတွေ့မြင်မှာပါရှင်။ဥပစာတင်စားပြောဆိုတာဟာမြန်မာဘာသာရေးယဉ်ကျေးမှုလေးထားတစ်ရပ်ဖြစ်တာကြောင့်ဥပစာစကားတွေကိုတည်ကျွမ်းနားလည်ထားတာဟာဘာသာစကားလေးလာတက်ကျွမ်းမှုအတွက်အထောက်အကူကြီးကြီးမားမားပြုနိုင်တာကြောင့်ဒီကနေ့ကမြန်မာစာ channel ကနေစကားဥပစာစာဥပစာဆိုတဲ့ဗီဒီယိုလေးကိုဖန်တီးတင်ဆက်ပေးလိုက်ပြီးမှကျွန်မနဲ့တူစုံဒီနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်။ကျွန်မတို့မြန်မာလူမှုဝင်ကျင်မှာမြန်မာရင်းနှီးစင်ပြောဆိုသုံးနှုန်းနေတဲ့စကားတွေတဲ့ပါလာတတ်တဲ့ဥပစာစကားတွေမှာတိရစ္ဆာန်လေးတွေရဲ့မှုချင်းတဲ့ပုံမှန်တရံကိုအကြောင်းပြုပြီးတင်စားသုံးဆွဲကြတဲ့သုံးနှုန်းတွေရှိတာကိုတွေ့မြင်နိုင်ပါတယ်။နမူနာပြောရရင်အငြိမ်မနေပဲစော်လွန်တဲ့ကလေးကိုမြောက်ကလေးလို့တင်စားတာတိတ်ထုံတိတ်အားတဲ့လူတွေကိုနွားလို့ခေါ်ပြီးနွားကြတယ်လို့ပြောတာသူများပြောသမျှအမြဲတမ်းကောင်းတဲ့ညင်ညင်လို့တတ်တဲ့သူကိုပုတ်သိညို့လို့ပြောတာကိုချိုးအတွက်ပဲကြည်တတ်ပြီးကိုဘက်ကိုရက်တတ်တဲ့သူတွေကိုလိတ်လို့ခေါ်တာတင်သမျှစာကိုလွတ်ချက်ပြီးစက်သမျှစာကိုပဲလွတ်ပြန်ချရတတ်တဲ့သူတွေကိုချက်တူလို့ပြောတာခံထားရလို့နာကြည်ချက်ရှိနေတဲ့သူကိုတရားရထားတဲ့ကြားကိုခေါ်တဲ့စကားကြားနာလို့ခေါ်ဝေါ်တာမျိုးတွေဟာတိရစ္ဆာန်တွေရဲ့မူချင်းတဲ့ပုံမှန်တရံတွေကိုအကြောင်းပြုပြီးတင်စားသုံးဆွဲကြတဲ့ဥပစာသုံးဥပစာစကားလုံးတွေပဲဖြစ်ပါရဲ့ရှင်